မီးသုံးတယ်ပြီးတော့ shutter speed ကိုလည်း200 250အထက်တင်ပြီးတော့ရာချီမှဒီထောင်ချီတို့တင်ပြီးရိုက်ချင်တဲ့အချိန်မှာသုံးတဲ့နီးကိုပြောတာပါ Hello အားလုံးမင်္ဂလာပါကျွန်တော်မင်းသက်ပါကျွန်တော်ဒီဗီဒီယိုလေးကတော့ကင်မရာခုမှစကင်တဲ့ beginner တွေအတွက်ရှိရပါတယ်ကျွန်တော်တို့ဓာတ်ပုံဆရာ review ဆိုင်မဲ့အဓိကအချက်လေးတွေပေါ့နော် professional တွေတော့မဟုတ်ပါဘူးကြိုပြောထားတာကဲဟုတ်ပြီစအောင်နံပါတ်1 high speed system အကြောင်း high speed ဆိုတာဘာလဲဆိုတော့ကျတော့ကျွန်တော်တို့မီးသုံးတယ်ပြီးတော့ shutter speed ကိုလည်း200 250အထက်တင်ပြီးတော့ရာချီမှဒီထောင်ချီတို့တင်ပြီးရိုက်ချင်တဲ့အချိန်မှာသုံးတဲ့နီးကိုပြောတာပါဒါဆိုကျွန်တော်တို့ high speed ဘယ်လိုသုံးရမှာလဲမပြောခင် high speed သုံးချင်တယ်ဆိုရင်ဘာတွေလိုလဲဆိုတော့အရင်ကျွန်တော်ပြောပြပါမယ်နံပါတ်1အနေနဲ့ကမိမိကင်မရာပါဘယ်လိုကင်မရာမျိုးတွေက high speed ရလဲဆိုတော့ semi pro crop frame နဲ့ full frame တွေက high speed ရပါတယ်နောက်တစ်ခုမိမိသုံးတဲ့ flat မိမိသုံးတဲ့မီးရလဲ high speed ရပါမယ်အဲ့တော့ speed light flat ထဲမှာဆိုရင် high speed ရတဲ့ modern တွေရှိတယ် high speed မရတဲ့ modern တွေရှိတယ်အရန်စစ်တက်တာ flat အများစုမှာတော့ကျွန်တော် high speed ရတာမတွေ့ပါဘူးနောက်တစ်ခုပါလဲဆိုတော့ကျွန်တော်သုံးမဲ့ trigger high speed ရဖို့လိုပါတယ်အခုလက်ရှိဈေးကွက်မှာနာမည်ကြီးတဲ့ X1 X2 X Pro ဆိုတဲ့ဒီ Godox brand 3မျိုးလုံးက high speed ရပါတယ်တခြား1000 2000တန် trigger တွေကတော့မရပါဘူး high speed ရဖို့အတွက်ကင်မရာ flat trigger 3မျိုးလုံးကhigh speed ရပါတယ်ဆိုမှကျွန်တော် high speed ရိုက်လို့ရမှာပါဥပမာဘယ်လိုမျိုးချိန်မှာသုံးလဲဆိုတော့ prime lens သုံးရိုက်တယ် aperture ကိုအကျိဖွင့်ပြီးရိုက်ချင်တယ် 1.8 တို့ဘာလို့ပေါ့နော်မီးရတယ်သုံးပြီးရိုက်ချင်တယ်ထားပါတော့တရား 1.8 တရားနဲ့ရိုက်ပြီဆိုရင်တေချာပေါက်ကျွန်တော်တို့ဘန်းနေရာကိုတွေ့ရလိမ့်မယ် exposure မှန်ဖို့ရာ shutter speed ကိုနံပါတ်2ပြီးတော့ adjust လုပ်ပြီးတော့ချိန်ပြီးရိုက်တာပါဘန်းနေဆို shutter speed ကိုလိုတော့တင်ရမယ်တချို့ flat တွေမှာတချို့ trigger တွေမှာတော့ high speed system ကို on ပေးရတာရှိပါတယ်တချို့ကတော့ကို shutter speed တင်လိုက်တာနဲ့ချက်ချင်း high speed ဆိုပြီးတော့သူ့တင်ကြတာလေးနဲ့တက်သွားတာတွေ့ပါလိမ့်မယ်